အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာတော့ကျွန်တော်တို့စိန်ပန်းလမ်းမှာရှိတဲ့ခြံခွက်ကလေးကိုကျွန်တော်ပြပြမယ်နော်ကိုနေလန်းခင်းပြီးသားလုံးဝအိမ်စပင်းဆောက်အဆောင်မဲဆောက်အစင်သစ်ဆောက်လို့ရမယ့်နေရာလေးဗျခြံခွက်ကလေးကတော့ဒါလေးဖြစ်မယ်နော်20 60ကျွန်တော်ဟိုမှာကဒါရိုးကြီးနဲ့ရိုးလေးဆက်တက်ထားတဲ့မိန်းလမ်းမကြီးမခြံခွက်လေးကဒါလေးနော်လမ်းလဲလမ်းကောင်းပတ်ဝန်းကျင်မှာလည်းအိမ်ကြီးအဆောင်လေးလုံးဝနေရာလေးကနေရာအတန်လေးဗျအခုကျွန်တော်လမ်းမကြီးကိုကျွန်တော်ပြပေးမယ်ဗျလမ်းမကြီးတဲဘက်ဒီရှိရဟာတော့ရိုးကြီးနဲ့ရိုးလေးဆက်သွယ်ထားတဲ့မိန်းလမ်းမကြီးဖြစ်မယ်နော်လမ်းကလည်းလမ်းကောင်းလေးနေရာကောင်းလေးဗျဒါကရိုးလေးဆက်သွယ်ထားတဲ့မိန်းလမ်းမကြီးပါဗျလုံးဝကားဝင်ကားထွက်လေအဝင်ထွက်ကောင်းတဲ့နေရာလေးဗျစာတင်ကျောင်းလည်းနီးမယ်ဈေးနဲ့လည်းနီးမယ်ကားကိတ်နဲ့လည်းနီးမယ်ဗျလမ်းလည်းကုန်နေလမ်းဗျအစ်စ်ခင်းထားတာဒီခြံခွက်ကလေးရဲ့ဈေးနှုန်းလေးကတော့240ညှိနှိုင်းလေးပါဗျခြံခွက်လေးဖြစ်မှာဗျအားလုံးကိုကျေးဇူးတင်ပါတယ်